အိမ်ချမ်းမြေစယံဘေးကတိစာချုပ်ချုပ်ဆိုရာတွင်အရေးကြီးသောအယောင်းဝယ်ဖြစ်စဉ်တစ်ခါလုံးအတွက်အချက်လက်များပြည့်စုံရန်လိုအပ်ပါသည်စယံစာချုပ်တွင်ပါဝင်ရမည့်အချက်6ချက်မှာနံပါတ်1အိမ်ချမ်းမြေအယောင်းဝယ်စယံဘေးကတိစာချုပ်သူတိကျစွာရေးသားပြီးချုပ်ဆိုသည့်နေ့ရက်ကိုထည့်သွင်းပါနံပါတ်2ရောင်းသူနှင့်ဝယ်သူ၏အမည်အဖအမည်မှတ်ပုံနှင့်အမှတ်နှင့်နေရက်လိပ်စာတို့ကိုပြည့်စုံစွာရေးသားပါနံပါတ်3အယောင်းဝယ်ပြုမည့်မြေကွက်အမှတ်အကျယ်အဝန်းတည်နေရာနှင့်ပိုင်ဆိုင်မှုအထောက်အထားတို့ကိုတိကျစွာဖော်ပြပေးပါနံပါတ်4စုစုပေါင်းရောင်းစေးပေးချေပြီးသည့်စယံငွေနှင့်ကြံငွေတို့ကိုကိန်းဂဏန်းနှင့်စာသားဖြင့်တွဲရက်ရေးသားပေးပါနံပါတ်5ကြံငွေပေးချေရမည့်နောက်ဆုံးရက်စွဲအရှုပ်အရှင်းကင်းကြောင်းဝန်ခံချက်နှင့်ပြက်ကွက်ပါကဆောင်ရွက်မဲ့နည်းလမ်းများဥပမာဝယ်ယူသူဘက်မှအကြောင်းအမျိုးမျိုးကြောင့်ဝယ်ယူခဲ့လင်စယံငွေဆုံးရှုံးခြင်းသို့မဟုတ်ရောင်းချသူဘက်မှမရောင်းတော့ဘူးဖြစ်လာခဲ့လင်နှစ်ဆပြန်ရောခြင်းတို့ကိုထည့်သွင်းရေးသားထားရပါမည်နံပါတ်6အတိတ်သက်သေအနည်းဆုံး2ဦးရဲ့လက်မှတ်နဲ့အချက်လက်များပါဝင်ရပါမည်စာချုပ်သည်တရားဝင်ခိုင်မာစေရန်အတွက်300ကျပ်တန်အခွန်စိတ်ခေါင်းကတ်နှိပ်ထားရပါမည်စယံမပေးမီမြေပုံမြေယာဇဝင်နှင့်ပိုင်ဆိုင်မှုအထောက်အထားများကိုသက်ဆိုင်ရာရုံးများတွင်အရင်စစ်ဆေးရန်အကြံပြုပါသည်စယံပေးပြီးနောက်ကန့်ကွက်သူရှိမရှိသတင်းစာတွင်ကြေညာခြင်းသည်ဝယ်သူအတွက်ပုံမစိတ်ချရစေပါသည်